ပါပရိသတ်များရှင်ကျမတို့ရဲ့ခေတ်သစ် Daily News ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမတို့ရဲ့ channel ကနေပြီးတော့နောက်ဆုံးရမြန်မာနိုင်ငံသတင်းတွေကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်ဒီကနေ့မှာပထမဦးဆုံးတစ်ပုဒ်အနေနဲ့အရာတော်မြို့နယ်ငွေတွင်းရွာမှပြူစောတီများရိတ်ခသေးပြီးပြန်လာစဉ်ဂျားဖြတ်တိုက်ခိုက်မှုရိတ်ခပစ္စည်းများနဲ့အတူပြူစောတီများကိုရှစ်ဦးအရှင်မိခဲ့တဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်စကန်တာနေသားကြီးအရာတော်မျိုးနယ်ငွေတွင်းရွာမှပြူစောတိများရိတ်ခသေးပြီးပြန်လာစဉ်ကြားဖြတ်တိုက်ခိုက်ခဲ့ရမှာရှစ်ဦးအရှင်ဖမ်းမိရမိခဲ့ကြောင်းငွေတွင်း Revolution Force NDRF မှတာဝန်ခံကိုစင်နိုင်ကပြောပြခဲ့ပါတယ်။ရှမန်နီဒီဇင်ဘာလ9ရက်နေ့ကအရာတော်မျိုးနယ်ငွေတွင်းရွာမှပြူစောတိဆန်ဦးကညောင်တူလေးကျေးရွာသို့ရိတ်ခများတွားရောက်တည်ယူပြီးပြန်လာစဉ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကအကြားဖြတ်တိုက်ခိုက်ခဲ့ရမှာပြူစောတိကောင်းဆောင်ကျော်ဆွေရဲ့ညာလယုံဖိုးလုံးအပါအဝင်ပြူစောတိရှစ်ဦးကိုရိတ်ခများနဲ့အတူအရှင်ဖမ်းမိခဲ့ကြောင်းသိရပါတယ်။ကျန်တဲ့၄ယောက်ကလက်နက်ပါတော့သူတို့ကထွက်ပြေးတာရိတ်ခတင်လာတဲ့လူတွေကြားတော့ပစ်ထားခဲ့တာပေါ့လက်နက်တော့မရပါဘူးရိတ်ခတင်တဲ့သူတွေပဲမိလိုက်တယ်ပြူကောင်းဆောင်ကျော်ဆွေရဲ့ညာလယုံဖိုးလုံးပါမိတာပစ္စည်းတွေကသူတို့တင်လာတဲ့အဆန်စီပတ်စံတို့အရက်ဘူးတွေပဲပါတယ်ခရဲတော့မပေါဓားတွေသိမ်းစီရရှိခဲ့တယ်ငွေတွင်းရွာနဲ့ညောင်တူလေးက2မိုင်ပဲဝေးတာအဲ့ဒီနေရာကြားမှာတိုက်ခိုက်ခဲ့တာလက်ရှိချိန်တော့သူတို့ကိုဥပဒေရအရေးယူနိုင်ဖို့စစ်ဆေးနေသေးပါငွေတွင်းရွာကပြူစောတီအနေနဲ့အလင်းဝင်ရောက်လာပြီးကျွန်တော်တို့နဲ့ပူးပေါင်းပါလို့ထပ်မံဖြစ်တင်ပြောဆိုချင်ပါတယ်လို့ငွေတွင်း Revolution Force မှာတာဝန်ခံကိုစင်နိုင်ကပြောပြခဲ့တာဖြစ်ပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမုံရွာခရိုင်တရင်21တပ်ခွဲနှင့်ငွေတွဲ Revolution Force မုံရွာခရိုင်အမှတ်21တရင်တိုက်နယ်ကို MTRF နှင့်ဒေသခံမဟာမိတ်တပ်များပူးပေါင်းကလှုံ့ဆော်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိခံမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသေးတယ်။တော်လိုင်းစမနာပုံမှုပြင်းထန်လာတဲ့ချိန်မှာလီတပ်ပြိုလင်းတော်လိုင်းနိုင်မယ်ဆိုတဲ့အချက်မှာပုံမှုပေါ်လွင်လာပြီးတော့တော်လိုင်းအင်အားစုများအလုံးရင်းနေဖြင့်လီတက်ပြိုကျဲမြေရှင်များကိုဒီဇိုင်းမမတ်ပူဖော်ဆောင်ပေးကြရဲ့အတွက် BTM ကနေပြီးတော့အထူးတိုက်တွန်းထားတဲ့ဆိုတာကိုကျမတို့အနေနဲ့သိရှိထားတာဖြစ်ပါရဲ့ရှင်။ဒုတိယပုံအနေနဲ့တင်ဆက်ပေးသွားမယ့်သတင်းကတော့စစ်စင်ရေးအရှိန်မြင့်ရအတွက်ပဲခူးတိုင်းစစ်ဌာနထံလက်နက်တပ်ဆင်ပေးအပ်ခဲ့တဲ့ဆွေသတင်းပဲဖြစ်ပါတယ်။စစ်စင်ရေးအရှိန်ဟုန်မြင့်ဆောင်ရွက်နိုင်ဖို့အတွက်ပဲခူးတိုင်းစစ်ဌာနထံလက်နက်တပ်ဆင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်းအမှတ်နှစ်စစ်စင်ရေးနယ်မြေတွေကထုတ်ပြန်ထားပါတယ်။ပြည်သူ့ကာကွယ်တပ်မတော်အမှန်နဲ့စစ်စင်ရေးနယ်မြေစစ်စင်ရေးမှုရဲဘော်တင်ဦးကပဲခူးတိုင်းစစ်ဌာနထံလက်နက်လွှဲပြောင်းပေးအပ်ခဲ့လို့ဆိုပါတယ်။ပြည်သူ့ကာကွယ်တပ်မတော်စေယုံချုပ်ရဲ့လက်ညွှန်ချက်တွေနဲ့အညီစစ်စင်ရေးတွေကိုအရှိန်ဟုန်မြင့်တင်ဆောင်ရွက်နိုင်ဖို့အတွက်အမှန်နဲ့စစ်စင်ရေးနယ်မြေကွက်ကဲမှုအောက်ရှိသက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်တွေကိုလက်နက်တပ်ဆင်ပေးအပ်လှုံ့ဆော်လျက်ရှိလို့ထပ်မံဖော်ပြထားခဲ့တာကိုကျမတို့အနေနဲ့သိရှိရတာပဲဖြစ်ပါတယ်ရှင်။တတိယဘုံအနေနဲ့တင်ဆက်ပေးသွားမယ့်သတင်းကတော့ KNU ဗဟိုဌာနချုပ်ရုံးနယ်မြေသို့စစ်တပ်ကအသေးခံ drone 6 စီးဖြင့်ပုံကျဲတိုက်ခိုက်ခဲ့တဲ့ဆွဲသတင်းပဲဖြစ်ပါတယ်။ကရင်ပြည်နယ် KNU တပ်မဟာ9နယ်မြေ KNU ဗဟိုဌာနချုပ်နယ်မြေသို့အကြမ်းဖက်စစ်တပ်ကအသေးခံ drone 6 စီးဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်း KNU သတင်းမြစ်များကပြောပြခဲ့ပါတယ်။ဒီကနေ့ဒီဇင်ဘာလ10ရက်နေ့မနက်2:30အချိန်မှစတင်ပြီးအကြမ်းဖက်စစ်တပ်က KNU ဗဟိုဌာနချုပ်နယ်မြေအတွင်းသို့အသေးခံ drone များဖြင့်စစ်တိုက်ပုံကျဲတိုက်ခိုက်ခဲ့ပြီးလက်ရှိချိန်ထိအထိခိုက်ရှိရလို့မကြားရသေးကြောင်း KNU သတင်းမြစ်ကရှင်းပြပါရယ်မနက်2:00နာရီခွဲချိန်ကစပြီးတော့ကာမီကာဆယ် drone နေနဲ့လာကျဲတာ drone ကမီးမပေါဘူးအမောင်ထဲမှာအနှိမ့်ပြန်လာတာဒုတိယအစင်းကမပေါကွဲပါဘူးနောက်တော့9ဆင်းမြောက်6ဆင်းမြောက်ထောက်လျှောက်လာတဲ့လူထိခိုက်တော့မရှိပါဘူးလို့ KNU သတင်းမြစ်ကဆိုပါရယ်အခုနေ့ဇွန်လ17ရက်နေ့ည12နိုင်ဝန်းကျင်ချိန်တုန်းကလည်းစစ်ကောင်စီတပ်အသေးခံ drone 9 စီးဖြင့် KNU တပ်မှ9နယ်မြေ KNU ဗဟိုဌာနချုပ်ရုံးအနီးသို့အသေးခံ drone 9 စီးဖြင့်စစ်တပ်ကပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအသေးခံ drone 9 စီးအနက်မှာ9စီးပောက်ကွဲခဲ့ပေမဲ့လူထိခိုက်မှုမရှိခဲ့ကြောင်းသိရပါတယ်အခုနေ့ဇန်နဝါရီလ31ရက်နေ့တုန်းကလည်း KNU ကရင်မျိုးသားစီယုံတပ်မှ9နယ်မြေ KNU ဌာနချုပ်ရုံးကိုကာမီကာဆယ်အသေးခံ drone နှလုံးဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးအရက်သားတဦးဒဏ်ရာရရှိခဲ့ပါသေးတယ်2024ခုနှစ်အောက်တိုဘာလ22ရက်နေ့မနက်9:00နာရီဝန်းကျင်ချိန်မှာ KNU တပ်မ9နယ်မြေကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဗဟိုဌာနချုပ်ရှိရာနေရာကိုလည်းကမီကာဆယ် drone 4 စီးဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။ KNU ဗဟိုဌာနချုပ်ကိုစစ်တပ်က drone ဖြင့်ပုံကျဲမှုမှာအခုချိန်ဆိုရင်4ချိန်မြောက်ဖြစ်ပြီးအခုနှစ်ဇန်နဝါရီဇွန်လနဲ့2024ခုနှစ်အောက်တိုဘာလအတွင်းကလည်းတေခန့်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ဖူးတယ်လို့ကျမတို့အနေနဲ့သိရှိထားတာပဲဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့ပါရှင်အခုဆက်လက်ပြီးတော့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာလေးကတော့ဘူးတလင်မျိုးမှာတပြေပင်ရွာသို့စစ်ကြောင်းထိုးလာသောစစ်တပ်ကိုကြားဖြတ်တိုက်ခိုက်မှုစစ်သားများတပ်ပြပြီးကားဖြင့်တည်ယူသွားခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်စကိုင်းတိုင်းဒေသကြီးဘူးတလင်မျိုးမှာတပြေပင်ရွာဖက်သို့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရမှာစစ်သားများထိခိုက်မှုများပြပြီးကားဖြင့်တည်ယူသွားကြောင်းဘူးတလင်မျိုးနယ်ပါကဖာမတာဝန်ရှိသူအဖြူရောင်ချက်ကလေးကပြောပြခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့ဒီဇင်ဘာလ9ရက်နေ့မနက်10:15မိနစ်ခန့်အချိန်မှာပူတလင်မျိုးမှတပြေပင်ရွာသို့စစ်ကြောင်းထိုးရန်ထွက်ခွာလာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့ဝင်များကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျ။
ထိုတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်မှုများပြားပြီးဒဏ်ရာစစ်သားများကိုကားဖြင့်ဘုဒ္ဓလင်မြို့နယ်စစ်တပ်အထိုင်စခန်းသို့ပြန်လည်ခေါ်ဆောင်သွားကြောင်းသိရပါသည်။ဒီနေ့မနက်ပိုင်းကဘုဒ္ဓလင်မြို့နယ်ထဲကနေတပြေပင်ရွာတွေကိုဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းကိုကျွန်တော်တို့ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။သူတို့အသေးစင်းကိုတော့အတိမပြုနိုင်သေးပါဘူး။သူတို့တွေထိခိုက်မှုများပြားတဲ့ဒဏ်ရာစစ်သားတွေကိုကားနဲ့ဘုဒ္ဓလင်မြို့အထိုင်စခန်းကိုပြန်ပို့လိုက်တယ်လို့သိရတယ်ဆိုပြီးတော့ဘုဒ္ဓလင်မြို့နယ်ပါကဖမှတာဝန်ရှိသူအဖြူရောင်ချက်ကလေးကပြောဆိုခဲ့တာပါအဆိုပါတိုက်ခိုက်မှုကိုဘုဒ္ဓလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းညောင်ဦးခရိုင်တရင်3ဘုဒ္ဓလင်မြို့နယ်ပါကဖအဖွဲ့ BA ဘာမအာမီတရင်1ပြည်သူ့ကအတန်တိုက်ခိုက်ရေးတပ်ဖွဲ့ဒီပဲရင်နဲ့ဗိုလ်တောက်ပူပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိထားတာဖြစ်ပါတယ်ရှင်ထပ်မံပြီးတင်ဆက်ပေးသွားမယ့်သတင်းကတော့လဲတန်းမှာရန်ကုန်တော်လန်ညီလောင်လေးဖွဲ့ကရွေးကောက်ပွဲဆန့်ကျင်ကြောင်းလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ဆွဲသတင်းပဲဖြစ်ပါတယ်စစ်ကောင်စီရွေးကောက်ပွဲကိုစန့်ကျင်တဲ့ဘေးမှာကြောင်းပြသတဲ့အနေနဲ့ရန်ကုန်မြို့ရဲ့လူစီကားရလဲတန်းလမ်းမပေါ်မှာ Bluetooth bus နဲ့ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ကြောင်းရန်ကုန်တော်လန်ညီနောင်လေးဖွဲ့ကအထုတ်ပြန်ထားပါတယ်။ငါတို့အတန်ငါတို့တိုက်ပွဲငါတို့အခွင့်အရေး Our Voice Our Fight Our Rights လို့အမည်ပေးထားတဲ့လှုပ်ရှားမှုကိုဒီဇင်ဘာလ9ရက်နေ့ညနေတုန်းကလဲတန်းစီပတ်ဝန်းကျင်မှာ Bluetooth bus နဲ့စစ်ကောင်စီရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းအတန်ဖိုင်တွေဖွင့်ပြီးတော့ပြုလုပ်ခဲ့တာပါ။လူကောင်းဆောင်တော်ဆန်းစုကြည်ပြောခဲ့တဲ့ချင်းချောက်ပြီးတော့မဲထည့်ခိုင်းတဲ့ပုဂ္ဂိုလ်တွေအဖွဲ့အစည်းတွေကိုကြောက်ပြီးတော့မဲထည့်မယ်ဆိုရင်နောက်သက်ဆက်ပြီးတော့ကြောက်နေရမှာပဲဆိုတာကျွန်မအသိပေးပြစီအတန်ဖိုင်ပါဝင်ရွေးကောက်ပွဲကိုစန့်ကျင်ကြဖို့စော်ဩထားတာပါအဲ့ဒီ Bluetooth bus မှာ CCTV တက်ဆင်ထားတာဖြစ်လို့အဲ့ဒီနေရာကိုစစ်ကောင်စီတပ်ဖွဲ့တွေဝင်ရောက်လာတဲ့မှတ်တမ်းကိုလည်းသိရပါသေးတယ်။ဒါ့အပြင် CCTV ကနေတက်ဆင်တပိတ်ရဲဘော်တွေကအဆဲဆိုပြောဆိုထားတဲ့အတန်ဖိုင်ကိုစစ်ကောင်စီတပ်ဖွဲ့တွေကပြန်လည်ဆဲဆိုခဲ့တာကိုလည်းသိရပါတယ်။ဒီလှုပ်ရှားမှုကိုပြုလုပ်တာကစစ်ကောင်စီရွေးကောက်ပွဲကိုလက်မခံကြောင်းဆန္ဒထုတ်ဖော်တာဖြစ်ပြီးပြည်သူတွေအနေနဲ့မဲမပေးဖို့အတွက်တိုက်တွန်းထားတာပါဒါပြင်ပြည်သူတွေအနေနဲ့ဒီဇင်ဘာလ10ရက်နေ့မှာပြုလုပ်မယ့်အတန်သိမ်းတပိတ်မှာလည်းပါဝင်ပေးကြဖို့တောင်းဆိုထားတာကိုတွေ့ရပါတယ်စစ်ကောင်စီက Bluetooth box ကိုပုံထည့်ပြီးလမ်းပိတ်ကစစ်ဆေးမှုတွေပြုလုပ်ခဲ့တဲ့အပြင်လမ်းမပေါ်ကဆေးဆိုင်တွေကိုလည်းလာကုန်ထိပိတ်ကိုင်းထားပြီး Bluetooth box တွေရဲ့နေရာနဲ့အနည်းဆုံးဆိုင်ကလူငယ်တွေကိုဖမ်းဆီးမှုတွေရှိခဲ့တယ်လို့ဒေသခံတို့ကဆိုပါတယ်ရှင်အခုနောက်ဆုံးအနေနဲ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာလေးကတော့မြမျိုးနယ်အတွင်းမှာစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကပြည်သူ3ဦးကိုတပ်ဖြတ်ပြီးကြေးရွာများနဲ့ဆက်ဆောင်တဲများကိုစတိုင်းမီရှို့နေတဲ့အတွက်ထောင်နဲ့ချီသောပြည်သူများဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်နေရတဲ့တဲ့တင်ပဲဖြစ်ပါတယ်။မကွေးတိုင်းမြမျိုးနယ်အတွင်းစစ်ကြောင်းထိုးနေတဲ့ဂျမတ်စစ်တပ်ကပြည်သူ3ဦးကိုတပ်ဖြတ်ပြီးတော့ကြေးရွာများနဲ့ဆက်ဆောင်တဲများကိုစတိုင်းမီရှို့နေတဲ့အတွက်ထောင်နဲ့ချီသောပြည်သူများဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်နေရကြောင်းအညာမီအရက်ဖက်လူမှုအဖွဲ့အစည်းများမှသူတူကပြောပြခဲ့တာပဲဖြစ်ပါတယ်။နိုဝင်ဘာလပိုင်းကနေစတင်ပြီးတော့မြိုင်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကညောင်ရွာကျေးရွာမှာတော်ရိုက်အတွင်းစစ်ဆောင်နေတဲ့အသက်33နှစ်အရွယ်ကုငသိန်းနဲ့ရွာရရှိကျေးရွာမှာပြည်သူ2ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့တာပဲဖြစ်ပါတယ်။အလားတူဒီစစ်ကြောင်းကရမန်နေ့ဒီဇင်ဘာလ10ရက်နေ့မှာလည်းမြိုင်မြို့နယ်အရှေ့ပိုင်းရှိကင်းကျေးရွာမှာစစ်ဆောင်ပြည်သူများနေထိုင်တဲ့တဲရှစ်လုံးကိုထပ်မံပြီးရှို့ဖျက်ဆီးခဲ့ကြောင်းကင်းကျေးရွာကပခုတ်ကူတန်းမှတရားတင်တဲ့နီးကပ်သောကြောင့်ပြည်သူများက2000ကလေးကပင်ရွာလုံးကျွတ်စစ်ဆောင်နေရခြင်းဖြစ်ကြောင်းကျမတို့အနေနဲ့စုံစမ်းသိရှိထားခဲ့ရတာပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါကျမတို့ရဲ့တင်ဆက်ပေးမှုလေးကတော့ဒီမှာနေမယ်ပြီးဆုံးပါပြီရှင်။နောက်တော့ဆင်အားပေးခဲ့ကြတဲ့အတွက်ပရိသတ်တွေကိုကျေးဇူးထူးပဲတင်ရှိလိုက်ပါရစေ။